စဉ်ရှင်တော်ဟောကြားမြတ်ဓမ္မသဘင်နာယူကြပါသူတော်စင်ပေါင်းတို့ကောင်းကျိုးချမ်းသာရကြမှာကျင်လင်းဝမ်းမြောက်အားထုတ်ပါတရားဟောတရားနာကုသိုလ်ဟာတန်ត្រာခရီးကြွယ်ကျိုးပေးမှာသူတော်စင်များတို့ဤဓမ္မသဘင်စင်ရာတရားနာကြရပါလောကရသုံးဝင်ပုံစိတ်ရှိတော်ဟောကြားမြတ်ဓမ္မသဘင်နာယူကြပါသူတော်စင်ပေါင်းတို့ကောင်းကျိုးချမ်းသာရကြမှာကျင်လင်းဝမ်းမြောက်အားထုတ်ပါတရားဟောတရားနာကုသိုလ်ဟာတန်ត្រာခရီးကြွယ်ကျိုးပေးမှာရေတောင်းမှသူတော်စင်များတို့ဤဓမ္မသဘင်စင်ရာတရားနာကြရပါလူဝဆိုရာတခဏလေးရနေမလို့အချင်းရှိခိုင်ဝိညာဉ်ထားပါသစ္စာလေးပါမြတ်တရားကိုပိုင်းခြားထည်တယ်သိမြင်တော်မူပါတော့မြတ်ဗုဒ္ဓဒေသနာခလေးရပါခေါ်လာခဲ့လို့ဘာသာယူညွန်ပြပါတရားနာကြတော်မူကြပါနောက်ကိုတောင်းရှိတာတို့ခေါ်နေသိချေပါတီတရားနာတဲ့သူကိုယ်ကပါအပင်မလာပါဘူးရှင်နောက်ကိုတောင်းရှိတာတို့ခေါ်နေသိချေပါတီတရားနာတဲ့သူရှိကပါအပင်မလာပါဘူးရှင်သာဓုတခုံခေါ်ရင်ချင်းတကပါအပင်မလာရှင်တရားခေါ်တဲ့